ပိုဆိုးလာဖို့ပဲရှိတယ်ဗျ။နိုင်မှာလည်းမဟုတ်ဘူးပေါ့နော်။ဘယ်တော့မှမနိုင်ဘူးကျွန်တော်ဒီခံစားတဲ့အုံနောက်ကိုနော်။တရားရောဂါလာကယ်မှာလည်းမဟုတ်ဗျ။ဆူတောင်းနေတယ်ခင်ဗျားရဲ့တီးစိတ်ကိုမောင်းနေနေတာခံစားတဲ့အုံနောက်ဖြစ်တယ်ဆိုတော့ကျွန်တော်မေ့မသွားနဲ့ပေါ့နော်။ကျွန်တော်ဒီခံစားနေရတာတွေရမကြိုက်လို့ကျွန်တော်ဒီခံစားတဲ့အုံနောက်နဲ့ရန်သွားဖြစ်တော့တေးကြပိုဆိုးသွားတာပဲဖတ်တင်မယ်ပေါ့နော်။ဘာဖြစ်လို့အရေးမရဖတ်မရတွေလုံးနေမလဲခင်ဗျားစဉ်းစားတဲ့အုံနောက်မဟုတ်လားညံကောင်းပြီးသားခံစားတဲ့အုံနောက်နဲ့ပြစကားတွေပြန်လဲပြောနေနေပဲအချိန်ကုန်သွားမယ်ပေါ့နော်ရက်ပိုင်းလည်းဖြစ်နိုင်တယ်နောက်ပြီးတော့လာပိုင်းလည်းဖြစ်နိုင်တယ်နဲ့ချီပြီးတော့လည်းကြာသွားနိုင်တယ်ပေါ့နော်ကျွန်တော်ဒီအုံနောက်နှစ်ခုကြာအသွားပြန်အချိန်ပေးပြီးတော့လေ့ကျင့်မှသူပြေးပြီးချုံးဝေးလာပါဗျတချို့လူတွေအတွက်ဗျခံစားတဲ့အုံနောက်ကထုတ်ပေးနေတဲ့ဒီခံစားချက်တွေကြတော့ကျွန်တော်ဒီနားလေအောင်လေ့ကျင့်မှုလည်းလိုရပေါ့နော်ကျွန်တော်ဒီခံစားချက်တွေကိုကျွန်တော်ကလှည့်လည်ရှုထားတာကြာလာတဲ့အခါမှာအဲ့ဒီခံစားမှုရဲ့အတိတ်ပဲကိုကျွန်တော်ကနားလေဖို့ပြန်လေ့ကျင့်ဖို့လည်းလိုတယ်ဗျတချို့ကြတော့ပြောင်းပြန်သူတို့ကြတော့စဉ်းစားတဲ့အုံနောက်ကိုပိတ်ထားတာကြာပြီဗျခံစားတဲ့အုံနောက်မှာခံစားတဲ့အုံနောက်ရဲ့အောက်မှာကိုသူတို့ပြည့်နေတဲ့ဒီစဉ်းစားတဲ့အုံနောက်ကိုပြန်လဲတန့်စင်ပြီးတော့ကျွန်တော်ဒီလွတ်လပ်စွာတွေးခေါ်လာနိုင်အောင်ပြန်ပြီးလေ့ကျင့်ပေးရမယ်တူတယ်ပေါ့နော်ဒါလည်းလူတဘာပဲကကျွန်တော်လူသားတွေကအားနဲ့ချက်တွေခုန်စီနေပေါ့ဗျာကျွန်တော်လည်းရှိတာပဲခင်ဗျားလည်းရှိတာပဲဘာလို့လဲကျွန်တော်တို့မှာခံစားချက်တွေနဲ့အဲ့ဒီခံစားချက်တွေကိုခွင့်ပြုပေးတာတဲ့အသိဉာဏ်ရှိနေတဲ့အတွက်ပဲဗျာဘာခံစားချက်မှမရှိတော့ရင်တော့ကျွန်တော်ဒီဘာအားနဲ့ချက်မှမရှိတော့ဘူးဗျာဒါလည်းတဘာဝပဲတခုခုဆွဲလန်းနေရလားဒါမှမဟုတ်ခံစားချက်ရှိနေရလားအဲ့ဒါအားနဲ့ချက်ပဲဗျာဟုတ်တယ်မလားဒါပေမဲ့အဲ့ဒီအရာပေါ်မှာခင်ဗျားခံစားချက်မရှိတော့ရင်တော့အဲ့ဒီအရာခင်ဗျားကိုလာပြီးတော့ပောက်ကရလုပ်လို့မရတော့ဘူးဗျအဲ့ဒီအရာသွားပြီးတော့ဗောနော်ပောက်ကရလုပ်လို့မရတော့ဘသူ့ကိုလဲဆိုတော့ခင်ဗျားကိုဗောနော်ဒါပေမဲ့လည်းကျွန်တော်တို့ဒီပုထုဇဉ်လူသားတွေကိုလူသားဆန်စေတဲ့အရာကလည်းဒီခံစားချက်နဲ့အုံနောက်ပဲဗျဒီခံစားချက်နဲ့အုံနောက်တွေဒွန်တွဲတည်ရှိနေလို့ဗောနော်ကျွန်တော်ပြောခဲ့တယ်လို့ပေါ့ဒီခံစားချက်နဲ့အုံနောက်တွေဒွန်တွဲတည်ရှိနေလို့ဗောနော်ကျွန်တော်ပြောခဲ့တယ်လို့ပေါ့ဗျာခံစားချက်တွေပေါ်မှာကျွန်တော်ဒီလှူမရှုမိသေးတယ်ဗျအတိညာအရင်အတင်းသွားပြီးတော့ထိန်းချောင်းမဖိနေစီနေပေါ့နော်မဖိနေမိစီနေပေါ့ကျွန်တော်ဒီဖြစ်လာတဲ့ခံစားချက်တွေပေါ်မှာကျွန်တော်ဒီကြုံလာနိုင်မဲ့ပြဿနာတွေကိုပဲအတိညာနဲ့စနစ်တကျပေါ့ဗျာနော်တာဝန်တစ်ခုလိုမဖြစ်စေဘူးပဲကျွန်တော်ဒီအရေးကြီးတယ်ပေါ့နော်ဘာလို့လဲသိလားဘဝပေါ်မှာကျွန်တော်ဒီဝင်ပြီးသွားနိုင်တယ်ဗျအဲ့တော့ဆိုဒီဘဝမှာဝင်ပြီးသွားမှဆိုပေါ့နော်ဘဝဝင်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမျောလင့်ချက်တွေပျောက်လာတတ်တယ်ဗျအရာတိုင်းမှာတွန်းအားရှိမှကျွန်တော်ဒီလှုပ်ကျင်စိတ်ရှိတတ်ကြတာလူတဘာဝပဲလေဗျဒါလည်းခံစားချက်ပဲပေါ့ဗျာနော်ဒီခံစားချက်ကိုခမရတစုံတရာပေါ်မှာသွားပြီးတော့များပုံအမိမယ်ဆိုရင်တော့ခမရအဲ့ဒီတစုံတရာပေါ်မိခိုလုံးကကြာလွန်းလို့မိခိုလုံးကကြာလွန်းတယ်ဗျကိုယ့်ဘာသာစာချက်ကျင်စိနဲ့ဆီယမရိုက်မှာဆိုလို့ရှာချက်ရှင်စိရမတူဘူးတော့ကျွန်တော်ဒီចောင်းသားပေါ်ပြောရမှာဆိုပေါ့ဗျာနော်တော့ဝေးချင်းတူတယ်နီလန်းချင်းတူတယ်ကျွန်တော်ဒီခံယူချက်ချင်းမတူဘူးစာမေးပွဲတော့ကျွန်တော်ဒီစာကြက်တာချင်းလည်းတူတယ်ဒါပေမဲ့တယောက်ကစာကိုချစ်လို့ကြက်တာဗျာကြက်ချင်လို့ကြက်တယ်တယောက်ကစာမွေးကြမှာကြောက်လို့ကြက်တယ်ပေါ့နော်တီအားချင်းလည်းမတူဘူးနောက်ဆုံးနှစ်ယောက်စလုံးကြားခဲ့ရင်တော့ဘယ်သူကပူခံစားရမယ်ထင်လဲခင်ဗျားဘာသာတွေးကြည့်တော့ဗျာတကုံးစုံတစ်ခုကိုကျွန်တော်ဒီသွားနေတဲ့လမ်းမှာကျွန်တော်တီအားတွေရှော့ချတတ်ပြီးတော့ခံစားချက်တွေကိုလည်းကျွန်တော်ကလှစ်လီရှုနေပေါ့ဗျာဒီလိုနဲ့ခံစားတဲ့အုံနောက်ကမကြုံဘူးသေးတဲ့စိတ်ခံစားမှုအတစ်တွေကိုထုတ်ပေးလာမယ်စဉ်းစားတဲ့အုံနောက်ကလည်းကျွန်တော်ဒီခံစားတဲ့အုံနောက်ကိုဘယ်လိုလမ်းပြရမလဲဆိုတာပို့ပြီးတော့နားလည်လာမယ်ပုထုဇဉ်ဖြစ်နေသေးတဲ့အတော့ပေါ့ဗျာဘာမှမခံစားချင်တော့သွားမလုံးနဲ့ပေါ့နော်မဖိနိုင်နဲ့အဲ့ဒီခံစားချက်တွေကိုစိတ်ပြတ်သွားလောက်တဲ့အထိပေါ့ဗျာဘာမှဆက်မလုပ်ချင်တော့ရောဒီလိုများဘာမှမခံစားချင်တော့ရောခင်ဗျားကိုယ်တိုင်ငိုးတုတ်ထိုင်ပြီးတော့ဆူတာတောင်းပြီးတော့တချို့ຢာတွေကရားတာပေါ့နော်အာမခံချက်မရှိဘူးပေါ့ခရမ်းပြောမှဆိုတော့ခင်ရတာအာမခံချက်မရှိဘူးပေါ့ဗျငုတ်တုတ်ထိုင်ပြီးတော့ကျွန်တော်တို့ဒီအဲ့ချိန်ကဆူတာတော့တောင်းပြီးတော့သိပညာလောကမှာတော့ဒါကို
ကျွန်တော်ဒီခံစားမှုစီကံလို့လည်းခေါ်တယ်ရင်စီကံလမ်းစီကံနေလို့ပေါ့ဗျာအဲ့လိုဒီလိုမျိုးအဲ့ဒီလမ်းပေါ်မှာသွားနေတဲ့ခံစားချက်တွေကိုကျွန်တော်တို့ကလမ်းမရောက်မသွားအောင်ကြောက်ထဲကိုပြုတ်ကြမသွားအောင်အကာရန်နေကာပေးဖို့နောက်ပြီးတော့လေ့ကျင့်ရတဲ့သဘောပဲပေါ့နော်ခက်တယ်ဗျဒါပေမဲ့တခြားနည်းလမ်းမရှိဘူးဘာလို့လဲသိလားကျွန်တော်တို့ခင်ဗျားတို့တွေဘာမှဘဝမှာဗျာကျွန်တော်တို့ခင်ဗျားတို့တွေဘဝမှာလုံနေတာတွေတော်တော်များများစိတ်မထိန်နိုင်လို့စိတ်ထိန်နိုင်လို့ဆိုတာထပ်ပေါ့ဗျာစိတ်မထိန်နိုင်လို့လုပ်တယ်ဆိုတာထပ်ကျွန်တော်တို့ကလှုပ်ရှင်လို့လုပ်ကြတာများတယ်ဗျစိတ်မထိန်နိုင်လို့ဆိုတာထပ်မလှုပ်ရှင်လို့မလုပ်ကြတာများတယ်ဗျဘာမှသွားလို့မရတာအတင်းကျပ်အတင်းပေါ့ဗျာအချမ်းပဒံစိတ်ကိုဖိအားပေးလေပိုမလုပ်လေပိုလုပ်လေပဲအဓိကအချက်တော့ရှိရဗျတော့ကြပေါ့ဗျာနော်နောက်ဆက်မိတဲ့အခါမှာကျွန်တော်အေးဆေးပြောပြပေးမယ်ဗျအဲ့ဒါနဲ့ပတ်သက်ပြီးတော့အခုတော့ကျွန်တော်ဒီစိတ်ခံစားချက်တွေအကြောင်းပဲကျွန်တော်ဆက်တော့အောင်ပဲဗျကျွန်တော်ဒီစိတ်ခံစားချက်တွေကိုမထိန်နိုင်လဲခမရမလုပ်ချင်တဲ့အရာကိုခမရလုပ်ချင်မှလုပ်ပါဗျအဲ့ဒီစိတ်ခံစားချက်တွေကိုကျွန်တော်တို့ကမထိန်နိုင်လဲခမရလုပ်ချင်တဲ့အရာကိုခင်ဗျားမလုပ်ရှင်လည်းလုပ်မှာပဲအဲ့ဒီຢာတွေနဲ့မဆိုင်ဘူးဗျာတကယ်တော့ကျွန်တော်တို့ကတော်တော်များများရောချနေကြတာပေါ့နော်ဒါလည်းသဘာဝပါပဲထိန်းနိုင်မထိန်းနိုင်လည်းမဆိုင်ဘူးဗျာကျွန်တော်ခံစားချက်တွေကိုကျွန်တော်ထိန်းလို့မရဘူးနောက်ပြီးတော့အဲ့ဒီလိုထိန်းလို့ရတယ်လို့ထင်နေတာလည်းကျွန်တော်ဒီတန်လျက်တစ်ခုပဲပေါ့နော်အုံနောက်နှစ်ခုစလုံးကျွန်တော်ဒီအမြင်တူသွားတဲ့အခါမှာလမ်းတစ်ခုတည်းကိုသွားဖို့သဘောတူသွားတဲ့အခါမှာအဲ့ဒီတန်လျက်ကပိုပြီးတော့အသက်ဝင်လာတယ်ဗျဒါကအရေးကြီးတယ်ပေါ့နော်အုံနောက်နှစ်ခုကြားကဆက်နွယ်မှုအားနည်းလာလို့ရှိရင်အဲ့ဒီလိုကကြာလာလို့ရှိရင်ကျွန်တော်ဒီစိတ်ဓာတ်ကြာလာတော့တာပဲဗျ